ဆိုတော့အဲ့ဒါလေးတက်မယ်အဲ့ဒါလေးကိုတင်ပြီးတော့မှဒီတစ်ချက်တွဲရင်တွဲလိုက်တွဲချင်တွဲလိုက်တွဲပြီးတော့မှဘေးနားလေးကပ်ပြီးတော့နင်းမယ်မိအောင်နင်းမယ်နော်ဒီချိတ်ကိုအသားချိတ်လေးကိုမိအောင်နင်းမယ်ဒီပေါ်မှာတင်တိတ်ချာလေးတင်ပြီးတော့နင်းဒီဘက်ရောပဲနော်ဆိုတော့ချိတ်ကဒါမှန်လေးပါလားမလားမှန်လားမလားတိတ်ချပြန်ကြည့်အောင်နော်မှန်ပြီဆိုတော့မှဒီဟာခောက်ပြီးပြီဆိုအနာနှစ်ဖက်ကိုပြန်ပြီးတော့အတွင်းပြန်ခောက်ဖို့လိုတယ်နော်ကြည့်လေးအစင်းလေးလုပ်ပြီးဆိုအနာပြန်ခောက်ဖို့အထဲကိုပြန်သွင်းဖို့လိုတယ်အဲ့ဒါမှအစွန်းနှစ်ဖက်ကဖွာမနေမှာနော်ဆိုတော့ကိုပဲလေခောက်ထားနော်ပြီးဆိုရင်နောက်တစ်မျိုးတက်လို့ရသေးတယ်ဒီလိုမျိုးခောက်တာမျိုးမလုပ်ချင်ဘူးဆိုရင်သူ့မလေးမှတ်ထားတဲ့ဟာလေးတိုင်းဒီနေနော်ဒီနဲ့